အဖေလန်နဲ့ခူရိုင်နှုတ်ထားတာပါရီချီတာကထိကနေစားပြီးသမီးကတန်ရှင်းတဲ့အစားအစာစားရတော့မှာပါကျွန်တော်စကားပြောရင်းနဲ့သူ့တန်းဖို့တွေကိုလည်းအစားအသောက်တွေလိုက်ပေးခဲ့ပါတယ်ဒါပေမဲ့သူကကျွန်တော်ကိုကစ်တန်ကြဘူးရဲ့သူလုပ်ထားတဲ့အစားအစာကိုဘယ်တော့မှမစားဘူးလို့ဒေါတာကြီးပြောပြီးပြစ်ထုတ်လိုက်ပါတယ်သူ့တန်းဖို့တွေကပါကျွန်တော်ကိုစောင့်ပြောင်ကြတယ်ခိုးမှုနဲ့ဆယ်နှစ်ကျော်ထောင်ကြဘူးကတကယ်ကိုတနာစရာပဲတဲ့သူတို့ရဲ့ဒူရဲကောင်းဖြစ်တဲ့နဂါကူကောင်တူထိုးထားတဲ့သူကလူတစ်ထောင်ကိုပတ်ခတ်ပြီးဆယ်နှစ်ကျော်ထောင်ကြခဲ့ပြီးမဲ့ကျွန်တော်ကတော့သူ့ချစ်မနဲ့တောင်ရှင်မှုမထိုက်တန်ဘူးလို့ပြောကြတယ်ပြီးတော့သူတို့လက်ထွက်သွားကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကန်တင်းပိုင်ရှင်နဲ့တူတွေရောက်လာတယ်ကျွန်တော်တို့ကသူတို့ကိုသတင်းပေးလိုက်လို့သူတို့ရဲ့စီးပွားရေးကိုလာလူတယ်လို့သူတို့ကထင်ကြတယ်ကျွန်တော်နိုင်ချင်းခံနေရတာကိုသမီးကအဝေးကနေထိနေခဲ့တယ်သမီးကသူ့နဲ့မဆိုင်ဘူးလို့ပြောပေမဲ့စိုးရိမ်နေမှကျွန်တော်သိပါတယ်သမီးကိုအဲ့ဒီမှာမြင်လိုက်ရတော့ကျွန်တော်မခုခံရတော့ဘူးသမီးကတိကျသမနာနဲ့ပါလာမှာကိုစိုးရိမ်ခဲ့လို့ပါကျွန်တော်မက်တက်ရက်ပြီးတောင်းပန်လိုက်တဲ့ဆိုင်ကိုတခြားနေရာရွှေ့ပေါမယ်လို့လည်းပြောခဲ့တယ်ဒါပေမဲ့လူမိုက်တွေကပြဿနာရှာဖို့ရောက်လာတာထင်ရှားပါတယ်သူတို့လူတွေကိုကျွန်တော်ဆိုင်ကိုရိုက်ချုခိုင်းနေကျွန်တော်ဒီလူမျိုးအနိုင်ကျင့်ခံနေရတာကိုညီတော့သမီးစိတ်ထဲမှာကြောက်ရွံ့လာတယ်ဒါပေမဲ့တူမာနာကြောင့်ပဲတွန်းလုံးချီမလို့ကြနဲ့လို့ပြောလိုက်တယ်သူ့တန်းဖော်ရီအားလုံးကြောက်လာတဲ့ကြဖြစ်သွားကြတယ်ဂျန်ကန်ဒင်းကိုအနည်းငယ်တဲ့လူတွေကဖွဲ့စည်းထားကြောင်းလူတိုင်းကြည့်ကြတယ်တချို့ဆိုခိုင်းနေပါပတ်သက်တယ်လို့ပြောကြတယ်သူတို့ကိုရန်ပြူတာဟာဟူကိုင်းကိုရန်ပြူတာလောက်ကိုကြောက်စရာကောင်းတယ်လို့ဆိုကြပါတယ်